여러분 안녕하세요. 알lum의 민글라바신 PKMW 페이지가 아니고요. 미안해 조선 라이브아래 နော်ဗီဒီယိုလေးကနည်းနည်းတော့ကြန့်ကြာနေတယ်အခုဆိုလို့ရှိရင်ကျမတို့ဒီကိုရီးယားအခြေခံပေါ့နော်ပညာဌာနအတူတူသင်ယူလာတာအတူတူလေ့လာလာတာအခုဆိုရင် part 8ဖြစ်သွားပါပြီပေါ့နော် part 8ဖြစ်သွားပြီဒီနေ့အတန်းလေးမစားခင်မှာတခုကြီးညာစရာလေးရှိတယ်အဒါကလာမယ့်8လပိုင်းအတွက်ပေါ့နော်ကြိုတင်ပြီးတော့ပြောပေးထားတာ8လပိုင်းမှာသင်တန်းလေးရှိမယ်ပေါ့နော် basis class 40 level 1 class လေးပေါ့နော်အဲ့ဒါလေးကိုလည်းTikTok ပြီးလို့ရှိရင် Facebook page ကနေပြီးတော့သင်တန်းလေးကိုသေချာလေးကြီးညာပေးမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခုသင်တန်းတော့ဖြစ်တယ်အတန်းလေးကိုစလိုက်မယ်နော်အချိန်လေးကလည်းဂျားထဲမှာနည်းနည်းလေးဟာသွားတယ်ပေါ့နော်ဘယ်ထိရောက်သွားပြီလဲမှတ်ကောမှတ်မိကြရဲ့လားဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီလေးလာမယ်ပြီးခဲ့တဲ့တစ်ခေါက်ကဘယ်ထိပြောရလဲဆိုတော့ကြတော့ဒီပေါ့နော်ကြီးနဲ့ဒီရိုးသားတာနဲ့ကိုအတူတူပေါ့နော်ပြီးရင်လောနဲ့ကိုပေါင်းပြီးတော့ meaning လေးတွေလောက်တာပြီးသွားပြီပေါ့ meaning ချက်ဖို့အချိန်ပေးထားတာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခုကနေစပြီးတော့ဘာလေးလဲဆိုတော့ဘာလေးလဲဖတ်ကြည့်ပါအောင်ပေါင်းဆက်တရဟုတ်တယ်နော်ပေါင်းဆက်တရ17လုံးကိုပြောမှာဖြစ်တယ်ပေါ့နော်အရှိမတို့ရိုးရိုးသားသားသိပြီးသွားပြီအခုကျတော့ပေါင်းဆက်တရဖြစ်တဲ့အတွက်ကြောင့်မလို့ဘာလုပ်မှာလဲဆိုတော့တရတစ်ခုနဲ့တစ်ခုနဲ့ကိုပေါင်းဆက်မှာပေါ့နော်အရှိမပြီးထားတဲ့တရလေးတွေကိုပေါင်းဆက်မှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဘာလေးတွေရှိလဲဆိုတာကိုအတူတူကြည့်ကြမယ်ဘယ်နှလုံးရှိလဲဆိုတော့လောလောဆယ်17လုံးရှိတယ်ပေါ့နော်17လုံးရှိပါတယ်အဲ့တော့ဒီ17လုံးကိုအတူတူကြည့်ကြမယ်ဟုတ်ပြီအပထမဆုံးကဘာလေးလဲဆိုတော့ကြတော့H ပုံစံလေးပေါ့နော်အင်္ဂလိပ်စာ H အကြီးပုံစံလေးဆိုရင်အတန်အတွက်ကရဲဒီဟာလေးကိုလည်းတစ်ခုချင်းစီဘယ်လိုဖြစ်သွားလဲအသေးစိတ်ပြန်ပြောပြမယ်နော်တော့အပေါ်လေးကိုတစ်ချက်လိုက်ဖက်မယ်ဒါ H ပုံစံလေးကဒါလေးဆိုရင်ရဲဒါလေးဆိုရင်ရဲဝါဝဲဝဲဝဝဲဝီဝီဒီဟောဒါပေါ်ဆုံးပထမဆုံးဖတ်ပြပါเนาะအောက်မှာဘယ်လိုဖြစ်လို့ဒီလိုဖြစ်သွားရလဲဆိုတာကိုအတူတူကြည့်ကြမယ်ပေါ့เนาะအဲ့တော့ကျွန်တော်ပုံမှန်ပေါ့เนาะအာတရာလေးနဲ့ဤတရာလေးပေါ့เนาะအာဤဆိုရင်ဒီကျေတို့အတန်လေးကိုဆိုပြီးတော့ထွန်မယ်ပေါ့เนาะအာနဲ့ဤနဲ့ပေါင်းရင်အာနဲ့ဤနဲ့ပေါင်းတော့ရေးတဲ့ပုံလေးကိုဒီเนาะအာအာလေးနဲ့ကျွန်တော်ဤလေးနဲ့ပေါင်းတယ်အာဆိုရင်အာလေးနဲ့ဤလေးနဲ့ပေါင်းတယ်ဆိုရင်နောက်ပြီးတော့ကြတော့ဒါလေးကယာလေးပေါ့အဲ့တော့အာနဲ့ဤနဲ့ပေါင်းရင်ဆိုတော့ယာနဲ့ဤနဲ့ပေါင်းတော့좀 더 크게 해드릴게요. 야네 이네 바우노 예. 어네 이네 바우노 디버 찾지라면 어네 이네 바우라이도 어네 이네 바우라이도 어네 이네 소인 요네 이네가 예. 또 얘의ပုံလေးချက်ပြင်ကြည့်နော်ရောပုံမှန်ရေးနေကြတိုင်းရှင်းမှာတရရေးတဲ့ပုံလေးကမှတ်မိလောက်ပြီထင်တယ်နော်အဲ့တော့တရရေးတဲ့ပုံစံလေးအတိုင်းပဲဒီမှာရေးတော့သိမှတ်လာချင်းဒီတိုင်းရောလေးပါမှာနောက်ထပ် e လေးထပ်ကတ်လိုက်တော့ရေနော်ပြီးတော့ဟုတ်ပြီအဲ့တော့ဒီလေးခုကတော့ဒီတိုင်းလေးပဲမှတ်ထားပြီပေါ့နော်h ပုံစံလေးဆိုရင်ယာ e ဆိုရင်ရေ o e ဆိုရင်ရော e ဆိုရင်
耶耶耶အဲ့လိုလေးမှတ်ထားမယ်နော်၄ခုပြန်ပြောမယ်အာနဲ့အီနဲ့ဆိုရင်ပေါ့ဒီလိုပုံစံလေးသွားမှာပေါ့နော်ဒါလေးဆိုရင်ယာလေးနဲ့ပေါင်းထားတာပေါ့နော်ယေအောနဲ့အီနဲ့ယောနဲ့အီနဲ့ယေ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 ဟုတ်ပြီနော်ဟုတ်ပြီနောက်တစ်ဖြတ်သွားမယ်အော်ဒါလေးကနည်းနည်းလေးလွယ်တယ်ဟုတ်ဘာလေးနဲ့ပေါင်းတာလဲအလိုက်ဖြစ်ကြည့်နော်အိုနဲ့အာနဲ့ပေါင်းတာအိုနဲ့အာနဲ့ပေါင်းတယ်ဆိုတော့စဉ်းစားကြည့်မယ်ဆိုကြည့်ပေါ့နော်အိုအာ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 ဝါဆိုပြီးတော့အတန်ထွက်လို့ရတယ်ဝါဝါဝါနော်အဲ့တော့ O နဲ့ R နဲ့ပေါင်းရင်ဝါဆိုတဲ့အတန်လေးထွက်မယ်ပေါ့နော်ပြီးလို့ရှိရင် O အာ O နဲ့ A နဲ့နော် O နဲ့အပေါ်မှာကျွန်တော်တို့ဒီမှာ R နဲ့ A နဲ့ပေါင်းတာ A မှလားအဲ့ဒါကို O နဲ့ A နဲ့ထပ်ပေါင်းလို့ရှိရင် OA ဝဲဆိုပြီးဖြစ်တယ် O နဲ့ A နဲ့ဆိုရင်ဝဲဆိုပြီးတော့ဖြစ်တယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုက O နဲ့ E နဲ့ O နဲ့ E နဲ့ OE ဆိုပေမဲ့အတန်ထွက်လေးကိုမှတ်ထားမယ်နော်သူလဲဝဲပဲOE ဝဲ OE ဝဲဟုတ်ပြီအဲ့တော့ OR ဝါဝါ OA ဝဲနောက်ပြီးလို့ရှိရင်ကြတော့OE ကလည်းဝဲပဲနောက်တစ်ခုကဦးနဲ့အော်နဲ့ပေါင်းလို့ရှိရင်ဒါလေးကလည်းလွယ်တယ်ဆိုတော့ဦးလေးနဲ့အော်လေးနဲ့ကိုဆက်ပြီးတော့ဆိုကြည့်ပါအောင်ဦးအော်ဝေါ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 အတန်လေးအဲ့လိုလေးဖြစ်သွားတယ်အဲ့တော့ဦးနဲ့အော်နဲ့ဆိုရင်ဝေါဆိုပြီးတော့အတန်လေးကိုထပ်ပြီးမယ်နော်ဦးအော်ဝေါဝေါ်လေးကိုခဏလေးဖြတ်ထားတယ်နော်အောက်ပါဝိုင်းဒီသုံးခုကိုပြန်ကြည့်မယ်ဝါဝဲဝဲအဲ့သုံးခုကိုပြန်ကြည့်မယ်ဝေါ်လေးခဏလေးမိထားနော်ဝါဝဲဝဲအဲ့တော့အပေါ်မှာကယေဝါဝဲဝဲအောက်ကကျွန်တော်ပြောထားတယ်ဝေါ်နော်ဦးအောကဝေါ်ဝေါ်ပြီးတော့ဦးနော်ဦးနဲ့ဘောကအောဤဆိုတလားပေါ့နော်အဲ့တော့ဦးဆိုအတူတူပဲဝဲဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ဝဲဟုတ်ပြီဦးနဲ့နဲ့ဆိုရင်ဝဲသူ့ဘယ်လိုရေးလဲဆိုတော့နည်းလေးသိမလိုက်လဲသိခံပြီပေါ့နော်ဦးလေးရယ်လေးရယ်အဲ့လိုမျိုးလေးပေါင်းတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါကဝဲဟုတ်ဒီမှာဦးလေးနဲ့不简单起嘛ဆိုရင်ဝဲပေါ့နော်ပြီးလို့ရှိရင်ဦးလေးနဲ့အီလေးနဲ့ဆိုရင်ဘာဖြစ်မလဲဝီချင်းပါလေချင်းနာရဲ့တန်လေးပေါ့ဝီအဲ့တန်လေးဦးအီဝီဆိုပြီးတော့နော်သူကလာလေးอ่ะဝီနောက်ပြီးတော့နဲ့အီနဲ့ဆိုရဟာလေးပါမှာပေါ့နော်ဒီအဲ့တန်လေးကနည်းနည်းခတ်တယ်ဆိုပြီးတော့ပြောခဲ့ပေါ့နော်အဲ့ဒီခတ်တယ်ဆိုတဲ့တရာလေးနဲ့တရာလေးနဲ့အီနဲ့ပေါင်းတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အတန်ကတော့၃မျိုးဖြစ်သွားတယ်ပေါ့နော်ဒီမှာလည်းအနီလေးနဲ့ပြပေးထားတယ်စတာလေးပြပေးထားမယ်ပေါ့နော်ခက်လားဆိုတော့မခက်ဘူးနော်အသေးစိတ်ကြည့်လိုက်ရင်လွယ်သွားလိမ့်မယ်နော်ဒီအတန်လေးကိုတော့အခုလောလောဆယ်ထူးခြားတရာပေါ့နော်ထူးခြားတရာလို့ပဲပြောမလားအတန်၃မျိုးထွက်လို့ရတယ်ဝီဘယ်လိုလဲဆိုတော့ရှိတယ်ဝီလို့ထွက်တဲ့အခါရှိမယ်လို့ထွက်တဲ့အခါရှိမယ်ဆိုပြီးတော့ထွက်တဲ့အခါရှိမယ်ရမလားအဲ့ဆိုလို့ရှိရင်ဒီချေတို့နောက်တစ်ခေါက်တော့ပြန်ကြည့်အောင်နော်နောက်တစ်ခေါက်ပြန်ကြည့်မယ်ဆိုတော့ကနည်းနည်းလေးပြန်ဖြတ်ပြီးမယ်ပေါ့နော်အဲ့တော့လောစေပေါင်းဆက်တရဘယ်နှလုံးရှိလဲမှတ်မိလားပေါင်းဆက်တရဘာမှမပေါင်းဆက်တရ
17လုံးပေါင်းဆက်တရာ17လုံးရှိပါတယ်အဲ့တော့17လုံးကဘာတွေလဲဒီအောင်အဲ့တော့အေရေ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 ဝါဝဲဝဲเนาะသုံးလုံးပြန်ပြတ်တယ်အေရေအေရေပုံစံကြည့်เนาะ h ပုံစံလေး a อ่ะเนาะပရမ h ကပရမ a က h ပုံစံလေးနောက်တစ်ခုကကြတော့ o e လीเนาะ a ရေ a ရေဟောဝါဝါ o a ဝါ o e ဝဲဝါဝဲဝဲပြီးတော့ဝေါเนาะမိုးရွာတဲ့တန်ဝေါဝေါမိုးရွာတဲ့တန်ဝဲဝဲချင်းနေရင်နေဝဲနေရပေါ့ဝဲဝဲဝေါဝဲဝဲเนาะပြီးတော့ကြတော့ချင်းနေတဝူဝီနဲ့ပြန်နေတဲ့ဝီဝီဝေဝီပြီးတော့ e e a ရမလားပြန်ပြောကြည့်မယ်အေရေအေရေဝါဝဲဝဲဝိုးဝဲဝီအီအီအေရမလားပြန်ပြောကြည့်မယ်နော်လေးလုံးတစ်ဖြတ်ဖြတ်လိုက်မယ်အေရေအေရေဝါဝဲဝဲဝိုးဝဲဝီအီအီအေရမယ်နော်အဲ့တော့ဒီမှာနည်းနည်းလေးသတိထားရမယ့်ဟာလေးပေါ့နော်အတန်3မျိုးပါတဲ့ဟာလေးကဘာလေးလဲဆိုရင်အခုဒီမှာမြင်နေရတယ်နှစ်ခုပေါ့အတန်3မျိုးထွက်တယ် ui e အဲဆိုတဲ့ဟာလေးပေါ့နော်သူကဘယ်လိုအတန်3မျိုးထွက်တာလဲတော့နောက်ထပ်ဗီဒီယိုလေးမှာကြည့်ကြမယ်ပေါ့နော်အခုဒီမှာကြည့်တဲ့ဟာလေးပြန်ကြည့်မယ်ဆိုရင်အပေါင်းဆက်တရာ17လုံးပေါ့နော်အဲ့တော့ပြန်ကြည့်မယ်အဲရေအဲရေဝါဝဲဝဲဝေါ်ဝဲဝီအီအီအဲဆိုရင်ဒါကပေါင်းဆက်တရာ17လုံးပြီးသွားပါပြီနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ခြေတို့ဖြီးကရိုးဖြီးအခြေခံဖြီးရိုးဖြီးဒါမှစစ်မွားဖြီးပြီးသွားပြီတရပိုင်းမှာလဲခြေတို့ရိုးရိုးတရပြီးတော့ပေါင်းဆက်တရဆိုပြီးတော့ပြီးသွားပြီတော့ကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာဆိုရင်ကြတော့ကျွန်တော်ပေါင်းဆက်တရလေးတွေနဲ့ပေါ့နော်ဖြီးလေးတွေကိုပေါင်းထားတဲ့မီနီလေးကြက်မယ်နော်နောက်ထပ်ဗီဒီယိုမှာကျတော့ကျွန်တော်မီနီလေးအတူတူဖတ်မယ်အတူတူကြက်မယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်လိုက်ပါမယ်ပေါ့နော်여러분တို့လေ့လာရဲ့အခါမှာချင်းနည်းနည်းလေးဒါလေးကတော့နည်းနည်းညံတယ်ဒီနားလေးကိုတော့တိတ်မရှင်းလိုက်ဘူးသိချင်နေဆိုတာရှိလို့ရှိရင် comment လေးမှာမှတ်ပြီးလို့ရပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တဲ့ဗီဒီယိုတစ်ခုမှာတွေ့ကြမယ်ပေါ့နော်အတူတူလေ့လာကြမယ်그럼오늘은여기까지입니다안녕